ဟုတ်ကဲ့အခုဆိုကျွန်တော်တို့ဒါနော်ထားပူကြီးခကြရစိုက်ကယ်နဲ့ကားပစ္စည်းလက်လီလက်ကတီးတက်ရောက်နေဈေးကိုရောက်နေဖြစ်ပါတယ်ဒီဈေးရဲ့ location ကိုလည်းကျွန်တော် comment မှာချပေးထားပါတယ်ဒီဈေးမှာဆိုရင်စိုက်ကယ်ဘိန်းဈေးနဲ့ကားပစ္စည်းကိုအဓိကထားပြီးရောက်လာဖြစ်တယ်စိုက်ကယ်ချစ်တဲ့သူတွေရောကားချစ်တဲ့သူတွေရောနောက်ဆုံးဆက်စရာတွေရောတစ်ခေါက်လောက်ရောက်တဲ့ဘူးနေဒီဈေးမှာဆိုရင်ဆက်စရာတွေတုံးတဲ့သုံးဆောင်ပစ္စည်းလေတော်တော်များများရှိရနော်ဒီဈေးမှာကားပစ္စည်းအစုံနဲ့စိုက်ကယ်ဘိန်းဈေးပစ္စည်းအစုံရတယ်ဒါပေမဲ့သူ့ရဲ့အဓိကရောင်းတာကားပစ္စည်းဆိုရင်ဒီမှာကားအော်ဒီယိုပိုင်းကိုစုံလင်းနေနဲ့တော်တော်မြင့်ဖို့တွေ့ရတယ်ဘိန်းဈေးဆိုတဲ့စိုက်ကယ်ဆိုတဲ့အဓိကသူကဒီမှာမီ LED မီဆို customize လုပ်ပြီးတော့စိတ်ကြိုက်ကိုဆင်လို့ရတယ်ဒီဆိုင်လေးရဆိုရင်ကားဖိနိုင်ကုန်နဲ့စိုက်ကယ်ဖိနိုင်ကုန်လေးကိုအဓိကထောင်းရအောင်တဲ့ဆိုင်လေးဖြစ်ပါတယ်ဗျဒီဘိန်းကြီးကတော့ဒါသူတို့အဲ့ရဘိန်းကြီးကျွန်တော်ကြိုက်လို့ရိုက်လာတာဒီဘိန်းဆိုရင်ဆင်ရတာတော်တော်မိုက်တယ်ရှေ့မှာဆက်ထိန်နေပါပြန်တက်တာလေဒီဆိုင်လေးမှာတော့သူက PCA MS X-Man နဲ့ EDB တွေကို LED မီရောတာယာခွေးစတီကာအကုန်လို့ရတယ်ဒီမှာသူစင်ထားတဲ့ဘိန်းလေးဆိုရင်လည်းမျက်စိပါချိန်နေတော်တော်လာရနော်ဒီဆိုင်လေးမှာဆိုရင် auto ဘိန်းသီးလေးရဲ့ကာဘာကိုစုံရှိရနော်ဟို Yamaha Fino Scooby W100 125ကာဘာတွေအစုံရှိတယ်ပြီးသွားရင်သူဘေးကဆိုင်မှာပါဝါဂျုံရင်တဲ့လူတွေလည်းဂျုံလို့ရတယ်ကျွန်တော်လည်းလိုအပ်တိုင်းဝယ်ပြီးသွားပြီဆိုတော့ပြန်တော့မှဖြစ်ပါတယ်နောက်လည်းအခုလိုမျိုးစိုက်ကယ်အကြောင်းကားအကြောင်းစိုက်ကယ်အလားပြဝယ်ကားအလားပြဝယ်နဲ့လီလန်အကြောင်းတွေကိုကျွန်တော် page ကနေမှတစ်ဆင့်တင်ဆက်ပေးမှဖြစ်တဲ့အတွက် like and follow လေးလုပ်ခဲ့ပေးကြပါအများကျေးဇူးတင်ပါတယ်